So today's opponent is very difficult opponent because they are good defense and so strong counter attack. But all player understanding opponent tactics, so they every player concentrate this match. So I want to say thank you and players, staff, and good supporters. So at first, players recovery and I want to analyze opponent team. Have very short time, but try to prepare good preparation. Very, I appreciate many supporters coming and supporters voice support for players and staff. So please next time let's fight together. ဒီနေ့ကတော့ဒီညီလေးတွေလည်းကြိုးစားကြတယ်ဗောနော်ကျွန်တော်လည်းပြန်လာတဲ့အချိန်မှာအကုန်လုံးကကြိုးဆိုတယ်စီနီယာတယောက်အနေနဲ့ညီကိုတယောက်အနေနဲ့ကြိုးဆိုတယ်စားနောက်ကြရှိကြတယ်ဒီပြိုင်ပွဲမှာလည်းအတူတူကြိုးစားရအများကြီးဂုဏ်ယူပါတယ်ကျေးဇူးလက်တင်ပါတယ်အသင်းပေါ်ညီကိုတွေအကုန်လုံးဒါကကျွန်တော်ရဲ့အခုရန်ကုန်မြို့တဲ့ပထမဆုံးပွဲမှာဒီလိုမျိုးဗောနော်အသင်းပေါ်နှစ်ကိုရတယ်အကောင်းဆုံးဆုရတဲ့အတွက်လည်းကျင်းတဲ့ပီတီဖြစ်မိပါတယ်ဗောနော်နောက်ပွဲမှာလည်းဒီထက်ပိုကောင်းတဲ့ခြေစွမ်းနေကျွန်တော်တို့ဒီရလက်တွေလည်းပိုကောင်းနိုင်3မှတ်တွေရအောင်ကြိုးစားတော့ပါအောင်ကျွန်တော်တို့သိတဲ့အတိုင်းပဲရန်ကုန်မြို့တဲ့ပြည်သက်ဆိုတာကျွန်တော်တို့ရဲ့လုံးဝအမာခံပြည်သက်တွေပဲအသင်းဘယ်လိုရလဲပဲဆိုတော့သူတို့ကိူနာဒေါသောနဲ့ပြောတာလေးတွေရှိတယ်ဒါတွေမှာကျွန်တော်လည်းပြင်ပြီးကျွန်တော်နိုင်လည်းတေချာအားပေးသူကျောင်းလည်းသူကိူနာဒေါသောပြောတယ်အဲ့တော့လည်းပြည်သက်ကိုလည်းကျွန်တော်တို့ဘက်ကလုံးဝစိတ်မပြတ်ပါဘူးအဲ့တော့ကျွန်တော်တို့လည်းဒီကွင်းထဲမှာပိုကောင်းလာလို့ကျွန်တော်တို့လည်းပေးရနေပြီးတော့ support အများကြီးပေးပါအောင်လို့ပြီးတော့နောက်ပွဲတွေမှာလည်းကွင်းထဲထိလာရောက်အားပေးကြအောင်ဖိတ်ခေါ်ပါတယ်